ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာဒေသခံပြည်သူများမှာ2017တိုက်ပွဲကြောင့်စစ်ပေးရှောင်နေခဲ့ကြတာဟာ14နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ဝိုင်းမော်မြို့နယ်မှာစစ်ပေးရှောင်များသည့်မြစ်တနာဝိုင်းမော်မြို့နယ်တရုတ်မြန်မာနယ်စပ် KIO အုပ်ချုပ်တော်ဒေသတွေမှာအများပိုင်းသိမ်းရှောင်နေကြတာဖြစ်ပါတယ်။ယခုနှစ်2025တွင်ဝိုင်းမော်မြို့နယ်မှာပြည်သူအချို့မှာမိမိတို့စစ်ရှောင်ရာအရက်မှနေရက်တို့ပြန်လည်စတင်နေထိုင်ဖို့တဲလေးတွေစောက်ပြီးစတင်နေထိုင်နေကြပြီဖြစ်ပါတယ်။နေရက်တို့ပြန်လာနေထိုင်ရာတွင်အိုးအိမ်မိဖို့ဆောင်အသောအဆောင်များနဲ့အိမ်မွေးတရိษံအားလုံးပျောက်ဆုံးပျက်စီးသွားပြီဖြစ်၍နေရက်ပြန်စစ်ပြီးရှောင်များရဲ့ဘဝအစားကနေပြန်လည်စတင်ဖို့အခက်အခဲများစွာနဲ့စတင်နေကြတာဖြစ်ပါတယ်။အဖမ်းလို့မမကြီးมีนัดลุงไงลุงได้ยิมูมัดมะซ้ำมัดมะตัวสัตว์ตัวเมียงังว่ายำงังฟ้ามันรู้มัดมะแต่เนี่ยน่ามีถ้าออกได้คำชาฟ้ามันรู้มัดเลยนะသူတို့ပြန်လာနေထိုင်သူများတွင်အသက်83နှစ်အရွယ်ဦးချောင်မဂရောင်တို့လင်းမယားလဲပါဝင်ပြီး၎င်းတို့လင်းမယားသည်တရုတ်နေဆက် KIO အုပ်ချုပ်ရာဒေသဂျေးရန်စစ်ပေးရှောင်စခန်းမှာပြီးခဲ့တဲ့နေ့ကနေတောင်ရစိုက်ခင်းလို့ရင်ပြန်လာနေထိုင်ကြတာဖြစ်ပါတယ်။ဒီဘူကတဲ့လူဝငါချောင်းကိုငိုင်းမီကိုပြောလေ偏见那种真假的諗啊ဒီအစဝတိဝံလူဝံလံလူကလောရှာဟ ோம் လူတမ်ရှာဟ ோம் စမောစမဲငါတိနမ်ခန်းနဲ့ကြုံဖန်lập tuần lên như sao bị sa luôn nhụt cha chỉ yang nghe có pha lu tạm cha tụ lu ngã cha mình phô thế cát na mùa sắp mấy chùm rì sa rồi nè ngã mình bu cá thế và ngã cha ngô tạm lu tạm cha si mò si mấy tạm cha có chỉ mi có chẳng khen nè con ဦးကျော်မဂရောင်တို့လင်းမယားသည်တောင်ရမရွာတို့တနာရီနီပါလန်ရှောက်၍မိမိတို့နေထိုင်ရာတဲအိမ်လေးကိုအားကိုရမဲစွာဖြင့်နှစ်ယောက်သားစူးစမ်းဆောက်လုပ်နေကြရတာဖြစ်ပါတယ်။တန်ရင်တာကချာနီกับรองว่าเรเจนทาเรติมอันเทวอยากกะลำก็ให้เนาะเลาะกุมไกตึงลาแค่เรกโลลูกโลชามูอยากตาเนาะสองลุงอีคริงสะชราลุงก็โลคอมสาวนามูอยากกำบุงลีเจนจะนำอยากเรียกหรือบอกใครคู่ไปเรื่อยๆหนุ่มสมจุกยามีชานะมวยสุดนะคนนี้พระจินไปอยู่วันนาเรียงมูนาอะไรก็ยงตอนก็ได้หมดเราจะไปว่าทลากะหมดแต่นี้จุสาไปอยู่ว่าอยู่จังหวะอะไรก็กำลังเรื่องเสียมันทูนงวายสันจังไงน่าเชื่อพาง่ามันเอากินเอากูနေရပြန်ပြည်သူများမှာမိမိဒေသတွင်စာတင်နေထိုင်ကာစဖြစ်သောကြောင့်တောက်တုံးရဲ့အခက်အခဲများကိုလည်းကြုံတွေ့နေကြတာဖြစ်ပါတယ်။ขาทุงขาสั่นเนี่ยมันจะอะไรขาทำก็เราอยากนะก็อันเทียมเรียนอายามีก็จนสู้มูงาทุเรศเลยอุเลมูลีมงาเรศอยู่อยากก็ได้ไปแต่เชลูสาสกุลนางมอันท่าจันลงมาแต่ละมอตรงนั้นถ้าไม่บินคุกก็เราจะว่าพันชั้นอะไรบินไม่คุกก็สกชาราการนะอยากอย่างก็หามาก็ไกลโลว่ามีหามาโนมาโยมากุนมาโกมาถูเดชโนงามาก็อันชิลไงทุกคนมาเลี้ยงงานก็ที่มีก็อยากนะก็เอ็นสนนี่เด็กก็ยังกันจีนามุยพอกันที่กูกันตำนามุไม่อะไรหายาก็ไม่มีช่างงามผิดต้องแผ่นชินก็ยาสิ่งนั้นมันนี่ก็อันนู้ชาลุ่ยงานรามันนะคุณကချင်ပြည်နယ်တွင်အချို့စစ်ပေးရှောင်များမိမိနေရမှာပြန်လည်အခြေချနေထိုင်ဖို့စ
တင်လှုပ်ဆောင်နေတော့လဲတစ်ဖက်မှာမြို့တင်တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားလဲရှိပြီးနေရက်စွန့်ခွာအိုးအိမ်မဲ့စစ်ပေးရှောင်များစွာထတ်တိုးလာလဲရှိနေတာဖြစ်ပါတယ်။